အမိန်ပေးသူဓာတ်ရိုက်ထုတ်လွှင့်မှု မှန်တယ်သူကအရက်ရှိပြီးဖော်ရွေတယ် ခုပါသူမကပန်းရောင်နဲ့ပျော်ရွှင်နေတယ်ဝေါ်အဲ့ဒီစိမ့်လာလေဟုတ်ကဲ့သူမကပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းရတာကိုသဘောကျတယ် plus ကိုတမှုထူးခြားတဲ့ mission ရုပ်စွမ်းလက်ဗီဒီယိုပေါ့ဒီနေ့ Dylan Drake နဲ့အတူအားလက်ချိန်မှာအားလက်စွမ်းဆောင်ကြပါစို့ လိုက်ရိုက်ထိုးတဲ့လှုပ်ရှားမှုအခွဲဖြစ်စီခြင်းဟယ်လိုနဲ့ပတ်သက်ပြီးမိကွန်းလေးတွေပြောကြရအောင်ပထမဆုံးအာလူကိုလေးချမ်းပြီးအာလူကို900ခန့်တော့အစိမ့်စိမ့်ပိုင်းဖြတ်ပြီးပြောပါပြီးပြင်အာလူဤ900ခန့်တော့ကိုစုပ်နေပြီးကြုံမုံနေစားတို့ကိုတစ်ဖန်ထဲပြီးအလုံးများထဲသို့ထဲပါပြီးပြင်ကြော်ပြီးရင်စားပြီးပျော်လိုက်ပါဟယ်လိုနဲ့ပတ်သက်တဲ့မိကွန်းလေးတွေပြောကြရအောင်ပထမဦးစွာအာလူအကျွတ်ကြော်ကိုစားပါပြီးမှအာလူကိုလေးချမ်းပြီးအာလူကို900ခန့်နှုန်းတစ်ဝက်ပြီးပြုတ်ပါပြီးပြင်အာလူဤ900ခန့်နှုန်းကိုရောနေပြီးကြုံမုံနှင်းစားတို့ကိုထပ်ထဲပါပြီးပြင်ဘယိုကော်လီဤအစိတ်အပိုင်းများကိုအခုခွာပြီးအလုံးများထဲသို့ထည့်ကနည်းနည်းသောအကြော်ကိုစားသုံးပြီးတစ်သက်စွာစားသုံးပါရွာအာလူပေါ်လုံး3တစ်ခုအရင်ဆုံးအာလူကိုလေးချမ်းပြီးအာလူကို900ခန့်လုံးတစ်ဝက်ပြီးပြုတ်ပါပြီးပြင်အာလူဤ900ခန့်လုံးကိုစုပ်နေပြီးကြုံမုံတင်စားတို့ကိုတစ်ဖန်ထည့်ပြီးအလုံးများထဲသို့ထည့်ပါပြီးရင်ကြော်ပြီးရင်စားပြီးပျော်လိုက်ပါအာလူကိုလေးချမ်းပြီးအာလူကို900ခန့်လုံးတစ်ဝက်ပြီးပြုတ်ပါပြီးပြင်အာလူဤ900ခန့်နှုန်းကိုစုပ်နေပြီးကြုံမုံတင်စားတို့ကိုတစ်ဖန်ထည့်ပြီးအလုံးများထဲသို့ထည့်ပါပြီးပြင်ကြော်ပြီးရင်စားပြီးပျော်လိုက်ပါထိုမိကောများနှင့်ပတ်သက်ပြီးခြေနှက်ပစ်သက်ခဲ့ပါသည်အရင်ဆုံးအာလူကိုလေးချမ်းပြီးအာလူကို900ခန့်နှုန်းတစ်ဝက်ပြီးပြုတ်ပါပြီးပြင်အာလူဤ900ခန့်နှုန်းကိုစုပ်နေပြီးကြုံမုံနှင်းစားတို့ကိုတစ်ဖန်ထည့်ပြီးအလုံးများထဲသို့ထည့်ပါပြီးပြင်ကြော်ပြီးရင်စားပြီးပျော်လိုက်ပါပထမဦးစွာအာလူကြော်ကိုစားပါပြီးမှအာလူကိုလေးချမ်းပြီးအာလူကို900ခန့်နှုန်းအစိမ့်စိမ့်ပိုင်းဖြတ်ပြီးပြုတ်ပါပြီးပြင်အာလူဤ900ခန့်နှုန်းကိုရောနေပြီးကြုံမုံရင်စားတို့ကိုထပ်ထည့်ပါပြီးပြင်ဗီယိုကော်လီဤအစိမ့်အပိုင်းများကိုအခုခွာပြီးအလုံးများထဲသို့ထည့်ကနည်းနည်းသောအကြော်ကိုစားသုံးပြီးတစ်သက်စွာစားသုံးပါကြော်ကိုစားပါအာလူကိုလေးချမ်းပြီးအာလူကို900ခန့်နှုန်းအစိမ့်စိမ့်ပိုင်းဖြတ်ပြီးပြုတ်ပါ
ပြည့်ပြင်အာလူဤ900ခန့်နှုန်းကိုရောနေပြီးဂျုံမုံလင်းစားတို့ကိုထပ်ထဲပါပြည်ပြင်ဘယိုကော်လီ၏အစိတ်အပိုင်းများကိုအခုခွာပြီးအလုံးများထဲသို့ထည့်ကနည်းနည်းသောအကြော်ကိုစားသုံးပြီးတစ်သက်စွာစားသုံးပါထိုမိကောများနှင့်ပတ်သက်ပြီးချိန်နဲ့တစ်သက်ခဲ့ပါသည်အရင်ဆုံးအာလူကိုလေးချမ်းပြီးအာလူကို900ခန့်နှုန်းတစ်ဝက်ပြီးပြုတ်ပါပြီးပြင်အာလူဤ900ခန့်နှုန်းကိုစုပ်နေပြီးဂျုံမုံလင်းစားတို့ကိုတစ်ဖန်ထဲပြီးအလုံးများထဲသို့ထဲပါပြီးပြင်ကြော်ပြီးရင်စားပြီးပျော်လိုက်ပါပထမဦးစွာအာလူကြော်ကိုစားပါပြီးမှအာလူကိုလေးချမ်းပြီးအာလူကို900ခန့်နှုန်းအစိတ်စိဖိုင်းပြတ်ပြီးပြုတ်ပါပြည်ပြင်အာလူဤ900ခန့်နှုန်းကိုရောနေပြီးဂျုံမုံလင်းစားတို့ကိုထပ်ထဲပါပြည်ပြင်ဘယိုကော်လီဤအစိတ်အပိုင်းများကိုအခုခွာပြီးအလုံးများထဲသို့ထည့်ကနည်းနည်းသောအကြော်ကိုစားသုံးပြီးတစ်သက်စွာစားသုံးပါဒီကပြောင်းဘူးခွေးတော့ကတယောက်တည်းသွားအရင်ဆုံးဝက်ဥချောင်းကိုပြီးဝက်ဥချောင်းကိုဖွင့်ပြီးဝက်ဥချောင်းကိုပြလိုက်ပြီးမှဆိုင်ကြည့်လိုက်တော့ချိန်နဲ့ဖွင့်စီထားတဲ့ဝက်ဥချောင်းတစ်ချားကိုကြည့်ရတယ်ပြီးရင်ကိုလေးပြက်ပြီးကိုဖွင့်ပြီးကိုသုံးပိုင်းခွဲ၍တစ်ဝက်ကပြပါပြီးရင်ဝက်ဥချောင်းနဲ့တစ်ဝက်ကိုထည့်ပြီးအားလုံးကိုဖယ်ထားကအိတ်ကိုလေးပြက်ပြီးပါကိုဖွင့်ပါပြီးရင်စားဂျုံမုံကြားနွားရိုးကိုချက်ဥတို့ကိုရောချစ်ပြီးသမအောင်ရောနေပြီးမုံသားအစိုးထဲပါပြီးရင်ချိတ်ပြောင်းဖို့ခွေးကိုပါကိုထဲတွင်ဖုံးထားပြီးနဲ့နဲ့အောင်ကြော်ပြီးမုံမြင်းနဲ့ကိုထဲကိုပြီးဝက်ဥချောင်းကိုဖွင့်ပြီးဝက်ဥချောင်းကိုပြလိုက်ပါဆိုင်ကြည့်လိုက်တော့ချိန်နဲ့ဖွဲ့စည်းထားတဲ့ဝက်ဥချောင်းတစ်ချားကိုကြည့်ရပါပြီးရင်ကိုလေးဖြတ်ပြီးကိုဖွင့်ပြီးကိုသုံးပိုင်းခွဲ၍တစ်ဝက်ကဖြတ်ပါပြီးပြင်ဝက်ဥချောင်းနဲ့တစ်ဝက်ကိုထည့်ပြီးအားလုံးကိုဖယ်ထားကအိတ်ကိုလေးဖြတ်ပြီးပါကိုဖွင့်ပါဂျုံမုံကြားနွားနို့နဲ့ချက်ဥတို့ကိုရောထည့်ပြီးသမအောင်ရောနေပြီးမုံသားအစိုးထဲပါ
ပြီးရင်ချိတ်ပြောင်းဘူးခွေကိုပါကိုထဲတွေဖုံးထားပြီးနဲ့အောင်ကြော်ပြီးမို့မြင်းရင်ကိုထဲအားပြီးပြောလိုက်ပါထိုမိကောများနှင့်ပတ်သက်ပြီးခြေနှက်တစ်သက်ခဲ့ပါသည်အရင်ဆုံးအာလူကိုလေးချမ်းပြီးအာလူကို900ခန့်နှုန်းတစ်ဝက်ပြီးပြုတ်ပါပြီးပြင်အာလူဤ900ခန့်နှုန်းကိုစုပ်နေပြီးကြုံမုံလင်းစားတို့ကိုတစ်ဖန်ထဲပြီးအလုံးများထဲသို့ထဲပါပြီးပြင်ကြော်ပြီးရင်စားပြီးပျော်လိုက်ပါပထမဦးစွာအာလူကြော်ကိုစားပါပြီးမှအာလူကိုလေးချမ်းပြီးအာလူကို900ခန့်နှုန်းအစိတ်စိဖိုင်းပြတ်ပြီးပြုတ်ပါပြီးပြင်အာလူဤ900ခန့်နှုန်းကိုရောနေပြီးကြုံမုံလင်းစားတို့ကိုထပ်ထဲပါပြီးပြင်ဘယိုကော်လီ၏အစိတ်အပိုင်းများကိုအခုခွာပြီးအလုံးများထဲသို့ထည့်ကာနဲနဲသောအကြော်ကိုစားသုံးပြီးတစ်သက်စွာစားသုံးပါဘဲတောက်ရှိအကြော်တွေကိုတစ်လုံးမှတစ်လုံးသုံးလုံးပါသွားတော့တယ်ပထမဆုံးအာလူတစ်လုံးကိုအခုခွာပြီးငရုတ်ကောင်းညိုငရုတ်ကောင်းတင်ကန်တဝိငရုတ်ကောင်းတို့ကိုထည့်ပြီးစားတင်စားအနိယာတို့ကိုထည့်ပါပြီးပြင်ရောမွေပြီးပြင်းကျဲတို့ပြီးမိနစ်30အေးခါကစတူရပုံဖြစ်အောင်ပြီးဖြတ်ပါပြီးမှနဲကြော်ပြီးစားလိုက်နဲ့အရသာခံလိုက်ပါပထမဆုံးအာလူတစ်လုံးကိုအခုခွာပြီးငရုတ်ကောင်းညိုငရုတ်ကောင်းတင်ပြန်တဝိငရုတ်ကောင်းတို့ကိုထည့်ပြီးစားတင်စားအနိယာတို့ကိုထည့်ပါဒီထဲသို့ပြီးမိနစ်30အေးခါကစတူရပုံဖြစ်အောင်ဒီဖြတ်ပါပြီးမှနဲကြော်ပြီးစားလိုက်နဲ့အရသာခံလိုက်ပါထိုမိကောများနှင့်ပတ်သက်၍ခြေနှက်ခဲ့သည်ပထမဆုံးအာလူတစ်လုံးကိုအခုခွာပြီးငရုတ်ကောင်းညိုငရုတ်ကောင်းတင်ပြန်တဝိငရုတ်ကောင်းတို့ကိုထည့်ပြီးစားတင်စားအနိယာတို့ကိုထည့်ပါပြီးပြင်ရောမွေပြီးရင်ပြင်ထဲသို့ပြီးမိနစ်30အေးခါကစတူရပုံဖြစ်အောင်ပြီးဖြတ်ပါပြီးမှနဲကြော်ပြီးစားလိုက်နဲ့အရသာခံလိုက်ပါကစားဖို့အတွက်ကန်တဝိမိုးရပါပြီအခုအင်းရှင်တိုင်းရိုက်ထုတ်သွင်းမှုမှာဂိမ်းကိုအနိုင်ရတဲ့အခါနောက်တစ်ချိန်မှာအလားနဲ့ဆုံတွေ့ဖို့အချိန်ရောက်ပါပြီ။နောက်မှတွေ့ကြမယ်